ဟိုးရှိရှိတော့ Minecraft ကဘာကြီးကတော်တော်အေးချမ်းပြီးအရန်ကိုနေချင်းစရာကောင်းခဲ့ပါတယ်ဒီ Minecraft ကဘာကြီးထဲမှာရွာပေါင်းထောင်နဲ့သိန်းနဲ့ချီရှိပေမဲ့အကုန်လုံးကစီစီလုံးလုံးနေကြပါတယ်တရက်မှာတော့ကန်ဆိုးမိုးမောင်ကြားရောက်ပြီးတော့ရွာတွေအချင်းချင်းတိုက်ကြပါတယ်အဲ့ဒီလိုနဲ့ပဲ Minecraft ကဘာကြီးကတဖြည်းဖြည်းနဲ့ပျက်စီးသွားခဲ့ရပါတယ်ဒီလိုနဲ့ရွာတရွာမှာရှိတဲ့မောင်ဝါကုတ်လို့ခေါ်တဲ့ရွာသားလေးတယောက်ကသူ့ရဲ့ရွာကိုဗျံပရာဖြစ်နေတဲ့အခြေအနေကနေကဲဆယ်ပြီးစစ်ပွဲတွေကြားထဲမှာသူ့ရဲ့ရွာကိုပို့ပြီးတော့အင်အားကြီးမားလောင်လှုပ်သွားမှာဖြစ်ပါတယ်ဒါကတော့ The King of the Village episode 2ပဲဖြစ်ပါတယ်စလိုက်ရအောင်ဟုတ်ပြီအဲ့တော့ငါတို့အနေနဲ့လူဝင်ကတော့တော်တော်လေးများနေပြီအဲ့တော့စုစုပေါင်းငါတို့16ရှိရပေါ့ကွာအဲ့တော့မင်းတို့တွေကိုတယောက်ချင်းစီလုံးအောင်မယ်လောက်တောင်းရင်တော့ငါခွဲဝေပေးတော့မယ်ပထမဦးဆုံးအနေနဲ့ငါတို့မှာရိတ်ခါတွေကမရှိတော့ဘူးမင်းတို့သိရတဲ့အတိုင်းပဲအဲ့တော့ငါတို့စိုက်ခင်းတွေပါတယ်ကိုလည်းငါနည်းနည်းပါပြန်ဖြတ်ထားတယ်ပြီးကြရင်ငါတို့အကွက်ရပြီးငါတို့စနစ်တကျပြန်ပြီးစိုက်မယ်ကွာအရင်တော့ကလို့မဟုတ်ဘဲနဲ့โอเคအဲ့တော့ငါမင်းတို့တောင်းလေးခွဲပေးတော့မယ်အဲ့တော့ပထမဦးဆုံးအနေနဲ့ဒီထိတ်ဆုံးကငါ၄ယောက်ကိုငါတောင်းပေးခြင်းနဲ့မင်းတို့တွေကဘာလုပ်အောင်လဲဆိုမင်းတို့စိုက်ခင်းတွေလုပ်အောင်မယ်ပြီးကြရင်စိုက်ပျိုးရေးလုပ်အောင်မယ်ပေါ့ကွာမင်းတို့၄ယောက်ကမင်းတို့2ယောက်နဲ့မင်းတို့အနောက်က2ယောက်ကကျတော့2ယောက်ကတစ်ခုံမယ်2ယောက်ကကြောက်တူးမယ်ကျန်တဲ့သူတွေကကျတော့ငါတို့ရဲ့စစ်တပ်အင်အားမှာအသုံးပြုရမယ်ပေါ့ကွာဘာလို့လဲဆိုတော့ငါတို့ကစစ်ပွဲထဲမှာနေနေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ငါတို့မှာအင်အားသာမရှိရင်ငါတို့တေမှာလေဟိုဘက်ကလာရတာနဲ့โอเคအဲ့ဒီနောက်မှာတော့လေသမားတောင်းပြည့်ချင်းခံရတဲ့ရွာသားတွေကလေသမားလုပ်ကိုစတင်ပြီးတော့လောက်ကင်ပါတော့တယ်အဲ့ဒီနောက်မှာတော့ကြောက်တူးရဲ့သမားကြောက်တူးတက်ခုတ်တဲ့သမားတက်ခုတ်နေရင်းနဲ့ပဲတိုင်းပြည်ကိုပို့ပြီးတော့ကောင်းမွန်လာအောင်လို့ဝိုင်းပြီးတော့လှုံ့ဆော်ကြပါအောင်လေအဲ့ဒီနောက်မှာသူတို့တိုင်းပြည်ကနေထွက်တဲ့တစ်သားတွေရဲ့ကြောက်တရကိုစုပေါင်းပြီးလက်နက်တွေကိုလုံနိုင်ပါတော့တယ်အဲ့ဒီနောက်မှာတော့စစ်ပွဲအတွက်ပြင်ဆင်လို့ပြီးသွားပါပြီဟုတ်ပြီအဲ့တော့မင်းတို့အနေနဲ့တယောက်ကိုဓာတ်တစ်ချောင်းစီရပြီဆိုရင်တော့ငါတို့ဟိုဘက်ကကျူးကျော်တာတို့ပေါ့ဆိုငါတို့ပြန်တိုက်လို့ရတယ်ပြီးကြတော့ငါတို့ဘက်ကလည်းပြန်ပြီးကျူးကျော်လို့ရလောက်တဲ့အနေအထားမှာတော့ရှိမယ်လို့တော့ငါထင်တယ်ဘာဖြစ်အခုလောဆယ်၈ယောက်ဆိုရင်တဖြည်းဖြည်းချင်းတော့များသွားမှာပါအဲ့တော့မင်းတို့အနေနဲ့အခုလက်ရှိတော့လောက်ရမှာတော့မင်းတို့ဂျွာကိုကာကွယ်ရမယ်ပေါ့ကွာပြီးတော့လည်းအမြဲတမ်းစောင့်ကြည့်နေโอเคအဲ့တော့ငါအခုလောစေတော့ငါရဲ့ဆန်အိမ်မဆောက်ခင်မှာအရင်တော့ရွာတကြီးနေသွားတဲ့အိမ်မှာပဲငါပြန်နေရမယ်။အိုးဒီခန်းလေးလှလိုက်တာကွာပြီးကြတော့မှငါအဲ့ရတွေပါတွေပြောင်းရင်ငါနေတော့မယ်။ခေါင်းဆောင်ဟမ်အေးဘာတူလဲ။အော်အေးမင်းပဲအေးဘာကိစ္စရှိလို့ကျွန်တော်တခုပြောကြရှိလို့ပါ။ကျွန်တော်တို့တိုင်းပြည်ကိုဒါပြန်ပြီးတိဆောက်ထားပေမဲ့ကျွန်တော်တိုင်းပြည်ရဲ့နာမည်မပေးရသေးပါဘူးခင်ဗျာ။အော်ဟုတ်သားပဲငါတို့တိုင်းပြည်နာမည်မပေးရသေးဘူးနော်ခဏနေငါစဉ်းစားလောက်အောင်မယ်အဲ့လောက်ကြည့်တော့မခတ်ပါဘူးကွာတိုင်းပြည်နာမည်ကိုဒီလိုလောက်ကွာတိုင်းပြည်နာမည်ကို village လို့ပေးလိုက်ကွာဘာလို့လဲဆိုတော့ village ဆိုတဲ့အဓိပ္ပာယ်ကသိရမလားကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်လေအော်ဟုတ်ကဲ့ကောင်းတော့အဲ့ဆိုကျွန်တော်နာမည်ပြောင်းလိုက်မယ်နော်အေးโอเคအဲ့ဒီတော့ဒီနိုင်ငံကြီးကအဲ့လောက်ကြီးတွေမဖွင့်ပြသေးဘူးဆိုပေမဲ့ငါကအမွှန်းတင်ရမယ်ဆိုရင် village ရဲ့ဘယင်ဆိုတော့ king of the village လို့တော့ပြောလို့ရတယ်โอเคထားပါတော့အခုလောဆိုတော့လူဦးရေကတိတ်ပြီးတော့တိုးတက်မှာမဟုတ်ဘူးဒီနွားရှိရဲ့ရွာသားတွေက16ဆိုတာတော်တော်လေးနည်းတယ်ဘာဖြစ်ဖြစ်တဖြည်းဖြည်းနဲ့စစ်ပွဲတွေကြောင့်မလို့စစ်ပေးချောင်လာတဲ့သူတွေခိုးလုံခွင့်ပေးထားမယ်ဆိုတော့လူဦးရေများပြီးကြီးပွားလာနိုင်တယ်ဟုတ်ကဲ့ကျွန်တော်ဘာလုပ်ပြရမလဲခေါင်းဆောင်အေးဟုတ်ပြီအဲ့တော့ငါတို့ရှေ့ဘက်ချမ်းမှာစစ်ပွဲဖြစ်နေလို့ငါတို့သိရတယ်ကွာအဲ့ဒီရွာနေရာတိုက်ပွဲဖြစ်နေကွာအဲ့တော့အဲ့ရွာနေရာကအခုလောဆယ်ဘာဆက်ဖြစ်နေလဲဆိုတော့ငါ့ကိုသတင်းပို့လိုက်ကွာမင်းအခုချက်ချင်းသွားစုံစမ်းပြီဘာလို့လဲဆိုတော့ငါတို့တခုခုဖြစ်ရင်ငါတို့လည်းဝင်ပါအောင်ကွာဒီလားဟုတ်ကဲ့ပါကောင်းဆောင်အဲ့ဆိုကျွန်တော်သွားလိုက်ပါမယ်အေးတရက်ခန့်ကြာတော့အခါရေးကြီးတဲ့ဘယ်ကောင်လည်းမသိဘူးကွာငါအခုမှအိမ်မလို့ပါဆိုနေကွာဝေးငါဒီကောင်ငါမြင်အော်ဟုတ်သားပဲငါခုတနေ့တော့ငါဒီကောင်စုံစမ်းဖို့လွတ်ထားရသူပဲအေးပြောဘာအရေးကြီးတဲ့တော့ဟုတ်ကဲ့ကျွန်တော်တို့ရွာနေရာတိုက်ပွဲမှာအရေးကြီးတဲ့ဖြစ်သွားပါတယ်အေးပြောပါတော့ကျွန်တော်ရွာနေရာမှာကျွန်တော်မရော့ကင်ပါယာဆိုတဲ့ကျွန်တော်တိုင်းပြည်ရပါတော့ကျွန်တော်သူ့ရဲ့စစ်တပ်နဲ့ရွာတယောက်ကူညီပေးလိုက်တယ်ဗျာပြီးကြတော့ခါကျတော့အဲ့ရွာလဲနိုင်တော့အဲ့ရွာကိုပါထပ်သိမ်းလိုက်တယ်ဗျာဆိုလိုချင်တာရွာနေရာစလုံးမတော့အင်ပါယာကြီးကသိမ်းလိုက်တဲ့ပုံစံမျိုးပဲဗျာအော်ဟာလာဝေး what ငါအဲ့လိုတော့မထင်ဘူးကွာအေးထားပါအဲ့တော့မတော့အင်ပါရှိသေးရလားဟုတ်ကဲ့ကျွန်တော်စစ်သားတွေကတော့အလုံးရင်းနဲ့သူတို့ပြန်သွားကြပြီဗျာအမှဌာနတစ်ခုပဲထားခဲ့ပြီးတော့ကျွန်တော်တို့တခြားအဲ့ရွာဖမ်းမိထားတဲ့သူတို့ထောင်ထဲမှာထည့်ထားတယ်အဲ့လိုကျွန်တော်စုံစမ်းပြီးသိရပါတယ်အေးဟာလာအဲ့ဆိုဌာနတစ်ခုတည်းထားခဲ့တယ်ဆိုတော့လူဘယ်နှယောက်လောက်ရှိတော့လူဦးရေကတော့ကျွန်တော်10ယောက်လောက်ရှိမယ်နဲ့တူတယ် wait what 10ယောက်လောက်လားအေးအဲ့ဆိုရင်အဲ့ဌာနငါတို့ဝင်သိမ်းမယ်ကွာဘာလို့လဲဆိုတော့အဲ့ဒီမှာရှိရွာသားတွေကလည်းဖမ်းခံရတနာဖို့ကောင်းတယ်ကွာသူတို့လွတ်ပြီးတော့ငါတို့ရှိကိုပူပေါင်းမလားမေးကြည့်ရမယ်ဟုတ်ကဲ့ကောင်းဆောင်အေးအဲ့ဆိုမနေ့ပြန်ဆိုရင်တပ်သားတွေအကုန်လုံးပြင်ခိုင်းထားလိုက်ငါတို့အဲ့ကိုသွားတိုင်မယ် The next morning okay အဲ့တော့ငါတို့တိုက်ဖို့လူဆောင်ရင်မလားဟုတ်ကဲ့ဆုံးပါပဲကောင်းဆောင်what ခဏနေပါအောင်ငါတို့မှာလူက8ယောက်တည်းရှိနေတယ်လို့ပဲနော်ဟုတ်ပါတယ်ဗျ
မဟုတ်ဘူးလေကွာမင်းကဟိုရှိတယ်မြလူတန်းကိုခေါ်လိုက်ကွာငါတို့ရှေ့ရောက်နေနိုင်ညမနိုင်ပါကွာမဟုတ်ဘူးဗျကျွန်တော်လူရှေ့ရောက်စလုံးကိုခေါ်လိုက်ရင်ကျွန်တော်စားနေရိတ်ခါပြဿနာတွေလည်းဖြစ်လာနိုင်တယ်ပြီးကြရင်ကျွန်တော်ကြောက်တူးတာတွေတက်ခုတ်တာတွေမရှိရတဲ့ကြောင့်လို့ကျွန်တော်လက်နက်တွေပါတွေကြရင်ထုတ်လုံးမှုကမရှိတော့ဘူးဗျအားကြောင့်မလို့ကျွန်တော်တို့လူကြီးရတော့ကျွန်တော်ဒီတက်သားရှေ့ရောက်နေပဲကျွန်တော်သွားတိုက်ရမှာဗျ